ကဲပတ်စံလည်းထုတ်ပြီးသွားပြီဖြတ်ပြီးရလိုက်တာနှစ်ခါသုံးခါတဲ့ဒိုးမယ်အဲ့ဆိုင်တော့ရှိပါသေးတယ်နော်ငါတို့ကအန်ဒီရများတယ်နော်မင်းလို့ပုံနေတောက်နားလည်းမရှိဘာမှပြဿနာမရှိဘူးကားဆိုင်ကမောင်းတာဟိုကဖုန်းကြည့်နေတယ်ကွာမလုံးကကွာဖုန်းကြည့်နေတယ်အေးဘေးကစိတ်လုံးတို့ကမှလေငါလုံးကကားလည်းဟာတကယ်ကောင်းပဲစိတ်လုံးတို့ကမှလေညီကိုတို့ကလည်းမိမတို့လုံးဝမရတာမဝေးပါဘူးခဏလေးပဲဒီနားမှာပဲကိုသွားခြင်းမဝေးဘူးကိုမသွားခြင်းဝေးတယ်အေးကျွန်တော်စောက်ခြင်းပဲမကောင်းတာလားလူတိုင်းအဲ့လိုပဲလားဘာတိတ်မသိပဲလားတော့နော်ဒီလောလောဆယ်ဒိုးနေတယ်ရှင်းနာလဲဆိုရင်တော့ရောက်ပြီဒီလိုအားလေးပြရတယ်လို့ချုပ်လို့မရဘူးအောင်းတော့ရှင်းရမယ်အဲ့တော့ဟုတ်လားတော့ကချုပ်လို့ရတယ်တော့မယ်အရှိနာဆိုရင်တော့ Big C ရတ်ဘူရနာအရှိမှာအရင်ကတော့ဆေးတယ်ကွာကောင်းကောင်းဆေးတယ်အခုရှိတော့ရှိမှာပါနော်ရှိပါတယ်အဲ့ကဒီဘက်ကိုယ်မှာဟာဟုတ်ပြင်မရနဲ့အဲ့ကဒီဘက်ကိုယ်မှာဟိုမှာအတုံးတွေကချိုးတွေပါတယ်ပြက်လို့ပြင်လိမ့်ကြလာရင်တော့နော်လင်းချလာလို့ပြီးမိသွားရင်တော့ပြလေးဖြစ်သွားမှာပြလေးမှာပလေးဖြစ်သွားမှာမယုံမရှိနဲ့မရှိတာဟောဆိုင်ကစီးနေတယ်အေးရှိတာဗောကဲညီလေးရေမိုးချိုးပြီးမင်းလည်းဒိုးရတော့မယ်ငါလည်းဖက်နှက်တွေမှာမယ်ကဲကျွန်တော်ကွေးလို့ရတယ်ဒီနားမှာ
နောက်ကကျုံးမှလည်းကြောက်ရတယ်ဘက်ကမလားโอเคလိုပြီကဲဆိုင်ကယ်လာဆေးတာနော်ဆိုင်ကယ်မဆေးခင်အခြေအနေနဲ့ဆေးပြီးတော့အခြေအနေကျွန်တော်ပြရမယ်ဗောနော်ခဏလေးဆိုင်ကယ်ဆေးမယ်မင်္ဂလာပါနာမဆေးခင်အခြေအနေနေဦးတော့မှရလာတယ်ကောင်နေကောင်းလားမမီလားကျွန်တော်မမီလားတော့ပုံရလိုက်မယ်မအဲ့ချင်းကလေးကမဆေးသေးဘူးလေတနေ့ရှိပြီတနေ့ရှိပြီတနေ့ကျွန်တော်ဆိုင်ကယ်မဆေးခင်အခြေအနေလေးတစ်ချက်ရိုက်လိုက်တာနော်ဆေးပြီးတော့အခြေအနေလေးပြန်ပြမယ်ခဏလေးရပြီ